အားလုံးပဲမင်္ဂလာပါရှင် TND Knowledge Share Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ထမင်းစားတိုင်းတို့စရာအဖြစ်တခွားဒီမပါရင်မစားတတ်တဲ့သူတွေရှိကြလားနော်ဒီနေ့မှာတော့တခွားဒီကအလှအပတ်အတွက်တာမကဘဲနဲ့ကျန်းမာရေးအတွက်ပါဘလောက်အကျိုးရှိလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တခွားဒီမှာဆိုရင်ကစီဓာတ်အတားဓာတ်အမြင်ဓာတ်တွေအပြင်ဗီတာမင် C ဗီတာမင် K မဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တို့လည်းပါဝင်ပါတယ်ရှင်ကယ်လိုရီနည်းပြီးတော့အဆီဓာတ်နည်းတဲ့အတွက်ဝိတ်ချခြင်းတွေအတွက်လည်းအထူးပင်တင့်တော်ပါတယ်ရှင်အရေးကြီးတာကတော့အာဟာရဓာတ်တွေအပြည့်ရဖို့အခွင့်မခွာပဲစားပေးဖို့လိုပါတယ်ရှင်တခွားရီရဲ့ကောင်းကျိုးတွေကိုတငယ်ချင်းတွေအားလုံးသိရအောင်ပြောပြပေးတော့ပါမယ်နော်ပထမဆုံးကတော့တခွားရီကရေဓာတ်ကိုဖြည့်ပေးနိုင်ပါတယ်ရှင်တခွားဒီမှာရေဓာတ်66%လောက်ပါဝင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်တွင်းကရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်ပေးပြီးတော့ကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ပူပြင်းတဲ့နေ့တွေမှာတခွားဒီစားတာကအရန်ကိုအဆင်ပြေပြီးတော့ခန္ဓာကိုယ်အတွက်အရန်အကျိုးဖြစ်စီမှာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့ကိုယ်အလေးချိန်လျှော့ချစေခြင်းပဲဖြစ်ပါတယ်ရှင်။ကယ်လိုရီနည်းတဲ့အတွက်များများစားရင်လည်းဝိတ်မတက်ဖဲနဲ့အရန်ကိုစားလို့အဆင်ပြေတော့အစားအစာလေးတစ်ခုဖြစ်ပါတယ်ရှင်။ဂျင်ကစားပြီးတဲ့နောက်မှာဆုံးရှုံးသွားတဲ့ရေဓာတ်တွေကိုပြန်ဖြည့်ဖို့လဲသခွားဒီလေးကိုစားသုံးဖို့လိုအပ်ပါတယ်ရှင်။တရေစာအဖြစ်စားမယ်ဆိုရင်လည်းအရန်ကိုအဆင်ပြေတဲ့အတီးတစ်မျိုးပဲဖြစ်ပါတယ်ရှင်။တတိယတစ်ချက်ကတော့အစာချေစနစ်ကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။ကျမတို့တခွားဒီမှာဆိုလို့ရှိရင်အမြင့်ဓာတ်နဲ့ရေဓာတ်များတဲ့အတွက်ကြောင့်အစာချေစနစ်ကိုကူညီပေးပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်ရှင်။ဝမ်းမှန်စေပြီးတော့ကိုယ်ခန္ဓာကိုပို့ပြီးတော့အတန့်ရှင်းစေပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့အသားအရည်ကိုလှပစေခြင်းပဲဖြစ်ပါတယ်။တခွားဒီကအသားအရည်ကိုအေးမြစေပြီးတော့ဝက်ချံအဖို့အပိန်တွေကိုရောနှဲစေပါတယ်ရှင်။နေလောင်တံကိုလည်းတက်တာစေပြီးတော့စကင်ကဲမှာလည်းလူကြိုက်များကြပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့တွေးချိုနဲ့နှလုံးကျန်းမာရေးအတွက်ပဲဖြစ်ပါတယ်ရှင်။တခွားဒီတွေးတွင်းတကြားတက်ကိုထိန်းညှိပေးနိုင်ပြီးတော့စီးချိုရှိသူတွေစားလို့လည်းအထူးပင်တင့်တော်ပါတယ်ရှင်။ပိုတက်ဆီယမ်ကြောင့်တွေးဖိအားကိုလည်းထိန်းညှိပေးနိုင်ပါတယ်ရှင်။နောက်ထပ်ကတော့တခွားဒီကိုဆက်လက်တမယာရီနဲ့တောက်ပြီးစားမယ်ဆိုရင်လည်းစားလို့ရတယ်လို့ထမင်းနဲ့တွဲစားလို့လည်းအရန်ကိုအဆင်ပြေပါတယ်ရှင်အချို့ကြီးအစားတခွားဒီကို detox water လုပ်ပြီးတောက်လို့လည်းရပါတယ်နော်ဒါကြောင့်တခွားဒီနေ့စဉ်စားသုံးတဲ့အာဟာရပြည့်ဝတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ကွယ်တငယ်ချင်းတွေရောတခွားဒီလေးအခုချိန်မှာဆိုရင်ဈေးထဲမှာအရန်ပေါ်နေတာဖြစ်လို့တခွားဒီလေးဝယ်စားဖို့တိုက်တွန်းပြစီနော်ဒီဗီဒီယိုလေးကတငယ်ချင်းတွေအတွက်အကျိုးရှိစေရဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲကျမကြီးတွေကောင်းမွန်ပြီးတော့တာယာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ကျမကြီးဘူးတူတာတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်